မရွှေထားရဲ့အခြေမတူဘဝအနေချနေအစင်တန်းလဲဝေးကွာနေမပြတ်မှန်းလဲတွေ့ပါသလေရှင်ကတော်ဖြစ်မှာတွေပြီးပါသလေပါဒီကိုလေပင်မနဲ့အသက်မလေးအချစ်လန်းွယ်မရှိရှာဖွေအချစ်ကံပဲပြောပါစေဘုမရွှေထားရဲ့ဟာတခင်ကိုမှအချစ်ပေါ်ဒီများအပြစ်ဆုံးမလားလေအလွမ်းနေရင်တဲ့ဝဲထွက်တော့မယ်ကြာရင်ခဲ့ရကြည်လေ